ယ်မပြီးလီတော့အမေနဲ့ရွာကိုခွဲခွာတိုင်းတစ်ပါးကိုရောက်သွားကဘဝကြီးတွေ့ရုံလို့ဝရှာဘဝပင်လေလိုက်ကြတယ်မှာကိုကဖြစ်တဲ့ရင်နဲ့ဟာနေကိုလာကတာတယောက်မပြောနိုင်ပါမိုင်ငယ်လို့တန်းတာကမိသားစုသမင်ဝိုင်းလေးကိုကျွန်တော်အမြဲမြည်အောင်ကဘဝချင်းရဲ့တကယ်မပြီးလီတော့အမေနဲ့ရွာကိုခွဲခွာတိုင်းတစ်ပါးကိုရောက်သွားကဘဝကြီးတွေ့ရုံလို့ဝရှာဘဝပင်လေလိုက်ရတဲ့မှာကိုကဖြတ်သိမ်းနဲ့ခါနေကိုလွမ်းကတာတယောက်မပြောနိုင်ပါမိုင်ငယ်လို့တန်းတာကမိသားစုသမင်ဝိုင်းလေးကိုကျွန်တော်အမြဲမြည်အောင်ကနေရဲ့အလံကွာဝေးဖင်းနေမိကျမပါစီလို့စိတ်နေထမ်းပါမှာချစ်သားလေးကစွတောင်းပြီးနေတာဌာနေကိုမန်းကလွမ်းစားလေးတွေရေးလို့နေတာကြမြည်ရေးပညာသူလူကုတ်ကုတ်ကလေးပြန်ချင်းလာပြီးအမေရဲ့ညီလေးညီမလေးများနဲ့အပေါင်းအသင်းငယ်ချင်းများကိုတတိယတန်တာလွမ်းလို့နေတာတိုင်းတစ်ပါးမြေကကြတဲ့မြေကြီးပါဌာနေလွမ်းလို့ကြတဲ့မြေကြီးပါမလွဲတာလို့ဝေးရညီနဲ့ဝဲခွာခဲ့ရပြီမဲ့တိုင်းတစ်ပါးမှာတာတနည်းတည်းမှမပြောဘဲအဖေနဲ့အမေညီလေးနဲ့ညီမလေးအပေါင်းအသင်းငယ်ချင်းတွေကိုတရိယာလို့ကြတဲ့မြေကြီးတွေကတော့တိုင်းတစ်ပါးကအလွမ်းမြေကြီးတွေပါပဲဗျာအနေရဲ့အလံကွာဝေးအဖေနဲ့မိကျမပါစီလို့စိတ်နေထမ်းပါမှာချစ်သားလေးကစွတောင်းပြီးနေတာဌာနေကိုမန်းကလွမ်းစားလေးတွေရေးလို့နေတာကြမြည်ရေးပညာသူလူကုတ်ကုတ်ကလေးပြန်ရင်လာပြီးအမေရဲ့ညီလေးညီမလေးများနဲ့အပေါင်းအသင်းငယ်ချင်းများကိုတတိယတန်တာလွမ်းလို့နေတာတိုင်းတစ်ပါးမြေကကြတဲ့မြေကြီးပါဌာနေလွမ်းလို့ကြတဲ့မြေကြီးပါ